လိုက်လာတယ်နေပြောနေပါစနဲ့နေပြောကြဲကြဲပြောနော်ငါးမောင်နဲ့လိုက်လာတာနော်မှန်တယ်တ냐အိပ်ပြီးကမှအခုညားတာဘယ်လိုနဲ့ညားတာလဲငါလုံသမားနဲ့ညားတာအေးမရဲငယ်ကြီးမှနင်ကလုံးပေါ့အိတ်တယ်ငါပြောမယ်ငါမပြောမပြောနဲ့ငါအကုန်လုံးသိတတ်တယ်ဘုံငါအကုန်လုံးသိတတ်ပြီသားကောင်းနေပါပဲသူအိတ်ကြတာမင်္ဂလာပါတငယ်ချင်းတို့ရေဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒီကကောင်မလေးတယောက်ကတော့ဒီဆိုင်ရှင်အမကြီးပေါ့နော်သူ့ကိုကျွေးမွေးထားတဲ့အမကြီးရဲ့မောင်လေးနဲ့လိုက်ပြေးလာတာဗျဒီလဲရောက်လဲရောက်ပေါ့အဲ့ဒီကောင်မလေးကအဲ့ဒီအိမ်ကအလုတ်သမားနဲ့ပါတစ်ခါထပ်ပြီးတော့လိုက်ပြေးတာဗျလူတွေကတဖြည်းဖြည်းနဲ့အကျဉ်းစာရိတ္တတွေပြပြချုပ်ရင်းလာကြတာဗျတော်တော်ကြီးကိုမြင်မကောင်းစစ်မကောင်းပါပဲကဲဒီဗီဒီယိုလေးကိုလည်းအားလုံးလိုက်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျနဲ့လိုက်လာတယ်နေပြောနေပါစနဲ့နေပြောကြဲကြဲပြောနော်ငါးမောင်နဲ့လိုက်လာတာနော်မှန်တယ်တ냐အိပ်ပြီးကမှအခုညားတာဘယ်လိုနဲ့ညားတာလဲငါလုံသမားနဲ့ညားတာအေးအဲ့ဒါဘာဖြစ်လို့ငါနေရောက်ခမောက်ငါဘာလို့လိန်စရာအကြောင်းရှိဟမ်အေးမရှိဘူးလေအဲ့ဒါဘာဖြစ်လို့နေရမျိုးနေလှမ်းပြီးတော့အမကြီးကအဲ့လိုအကြောင်းပြောတယ်လို့ဘာလို့လှမ်းပြောတယ်သူ့မေမေလို့ငါပြောတာလေဟမ်သူ့မေမေလို့ငါပြောတဲ့ဟာကိုငါလိန်ပြောတာလည်းမဟုတ်ဒဲပြောတာလေဟမ်ငါရောက်မှလည်းနေတို့တယ်အခုနေမေနဲ့ငါနဲ့လည်းတိုက်ပြောတယ်ဟမ်မနေ့ကငါသမီးကပြောတယ်နေကိုစကားကိုထိပြောဖို့နေကိုမပြောဘူးလားအမေသိမလွယ်ဘူးတဲ့နေကိုမပြောဘူးလားအေးပြောတဲ့ကြားတွေကအခုနေကပြောတာလေဟမ်မထိတ်ဘဲနဲ့ပြောတော့ငါအကြောင်းမလေးရတယ်နေငါမပြောပြထားဘူးလားငါကောင်းရင်သူများတဲ့ကောင်းတယ်စိုးရင်သူများတဲ့စိုးတယ်လို့နေကငါပြောတယ်အခုနေအခုငါမောင်တဲ့အခုယူတယ်အခုငိမ့်မစိုးနဲ့ယူတယ်နော်အဲ့နှစ်ယောက်ကနေကိုအခုချိန်ကြီးစားဖို့တောက်ဖို့ဘာတွေဖန်တီးပေးထားလဲအေးအဝတ်စားအစားဘာဖန်တီးပေးထားလဲဖုံးပဲမရှိတာတော့ငါနေကိုထည့်ပေးတယ်နော်အကုန်လုံးအစားစားရငါအကုန်လုပ်ပေးတယ်နော်အဲ့ဒါကိုနေကငါ့ကိုမကောင်းပုတ်ချပြောတာငါမကောင်းတဲ့နေရာဘယ်နေရာမှာရှိအေးအဲ့ဒါအခုနေမေတွေလည်းနေပြန်ပြီးတော့ပြောပြအေးမနေ့ကပြောရတဲ့ပြဿနာမှာလည်းနေတောင်းပန်တယ်ဆိုပြီးတော့ဒါပေမဲ့ငါနေ့ဘက်ကရက်ပြီးတယ်တောင်းမယ်ဆိုအခုဟာနေကငါရောက်မှလည်းလိမ့်နေနေမေကိုလည်းလိမ့်နေချစ်ကလူတွေအကုန်လျှောက်လိမ့်နေဒါပေမဲ့အစိုးဆုံးငါ့ကိုလိမ့်ငါ့ကိုငါအတင်းပြောတာကိုအစိုးဆုံးမယ်ငါအကြောင်းနဲ့နေရွာမှာစုံစမ်းကြည့်လိုက်အခုငါတို့ရွာနော်ဟင်းတရနော်နတ်မော်ဟိုဘက်ပန်းတင်ငါတို့ရွာလူတွေအကုန်လုံးသိတယ်ငါရဲ့အကြောင်းစုံစမ်းကြည့်လိုက်ငါဒဲပြောတာနော်စုံစမ်းကြည့်လိုက်ငါနာမည်ပြက်လည်းမရှိခဲ့ဘူးငါသူများပေါ်လည်းမတရားမလုပ်ခဲ့ဘူးငါ့ကိုလည်းမဟုတ်တာလားမလို့နဲ့ငါမခံဘူးနော်အေးခုဒီနေ့ဆိုလို့ရှိရင်လင်းနောက်လိုက်လာတာ၄ရက်အဲ့၄ရက်အတော်တွင်းမှာနေ2ယောက်ပြောင်းတယ်နော်မှတ်ထားအေးအဲ့ဒါနေ့ကိုတက်တဲ့ယူပြီးတော့ငါရိုက်ထားတာမှတ်ထားမရဲငယ်ကြီးမှနင်ကလုံးပေါ့အိတ်တယ်ငါပြောမယ်ငါမပြောမပြောနဲ့ငါအကုန်လုံးသိတတ်တယ်ဘုံငါအကုန်လုံးသိတတ်ပြီသားကောင်းနေပါပဲသူအိတ်ကြတာမဟုတ်ဘူးနေဟာနဲ့နေအိတ်ငါသိတယ်ယူတာလားငါ့ကိုပြောနေရတာယူတာလားဟဲ့ဖြိုးပစ်ကိုငါအကုန်လုံးသိတတ်တယ်ငါပြောမယ်မကြိမ်နဲ့ငါပြောမယ်မကြိမ်နဲ့ငါ့ကိုလက်မှတ်ထုတ်ပေးငါ့ကိုဒီကတိုင်းပြည်ပြည်ဒီကဆောက်ရှက်ခွဲပြီးမှမရင်နဲ့တယောက်မက2ယောက်မက3ယောက်မကနေထားတယ်ပြီးနေငါ့ဒီလက်မှတ်ကိုနေမထိုးပေးနိုင်လားနေငါ့ကိုဆောက်ရှက်ခွဲရလားနေငါ့ကိုဆောက်ရှက်ခွဲတာလားငါ့ကိုထိုးပေးနေငါ့ကိုခွင့်လို့ပေးငါမိသားစုတူတူနေချင်တယ်ဆိုတော့နေငါ့ကိုဒီတဲ့ကိုကပြတ်နေသေးချင်တာလားငါ့ကိုတတ်တူအောင်ဒီကငါဘလို့မှမနေနိုင်ဘူးဒီနဲ့ငါဘလို့မှမနေနိုင်တော့ဘလို့မှရှေ့ဆက်လို့မရဘူးကိုပေါ်သစ္စာမရှိတဲ့ယောက်ျားနဲ့ငါဘလို့မှမနေနိုင်ဘူးနေမတောင်းပါနဲ့နေပါစကားထွက်မလာနဲ့တောင်းပါနဲ့စကားကိုနေကိုမိသူချစ်တယ်ဆိုဒါမျိုးတွေဖြစ်လာစရာအကြောင်းမရှိဘူးနေငါထားတာနေငါထားတာဘယင်းလို့တော့ထားတာအဆက်သွယ်လုံးလုံးမလုံးလုံးနေဖြစ်ပြီးပြီအကုန်လုံးဖြစ်ပြီးပြီငါသိပြီးပြီမြင်ပြီးပြီငါမြင်ပြီးပြီသိပြီးပြီကြားပြီးပြီငါအကုန်လုံးနောက်ကျသွားပြီနေဟာနေဘလောနေဘာလုံးမလုံးရဘူးနေငါနဲ့တူတူနေချင်းသေးရဆိုတော့နေပါစမနေဟဲ့အာမနာငါနဲ့တူတူနေချင်းသေးရဆိုတော့နေပြောရတယ်ပြောတတ်တယ်နေမအာမနာရဲ့နေတော့တော်အတ္တကြီးတာပဲငါဒါပေမဲ့နေနိုင်တဲ့ငါမနေနိုင်တာငါမနေနိုင်တာငါမနေချင်တာငါနေတာနေရမဆိုတစ်စက္ကန့်10မိနစ်ကစားငါနှလုံးရောဂါရပြီးငါသေရလိမ့်မယ်နေငါတရားရခါနေပြေယုံထားတာနေငါအိမ်မှာမအိပ်ဘူးဟိုဘက်ပိုင်းမှာသွားအိတ်တယ်ငါလက်ခံတယ်အဲ့ဘာမှဖြစ်ဘူးအစင်ပြေမနေဘူးအဲ့ဒါဘုံကောက်လက်မှတ်ကိုချောချူချူထိုးပေးငါပြောတာရှင်းရှင်းလေးလက်မှတ်ထိုးပေးနေမထိုးပေးတော့မရဘူးငါနေနဲ့မနေနိုင်ဘူးလေငါနေနဲ့ရှင်းမနေနိုင်တော့တာ
အဲ့ဒါဘယ်လိုလုပ်မလဲနေအတွက်ကတ်ချင်တာလားငါမနေနိုင်တော့ဘူးငါဘက်ကိုတစ်ချက်ကြည့်ပေးမတောင်းမှနဲ့နိပစက်ကြီးကိုငါယုံလို့မတောင်းမှငါနဲ့တောင်းမှနဲ့စကားကိုနေထွက်မလာနဲ့မဟုတ်ပြက်ကိုမိသားစုပြက်မပြက်ကိုမိသားစုပြက်တာကိုနေညီလို့ရှိရင်ဒီလုံးစရာအကြောင်းမရှိဘူးလေနေမရ ဘယ်အောင်လာတဲ့ကြာပြီးပြီလား နေအနေနဲ့ကြာနေမရငယ်1ယောက်မက2ယောက်မက3ယောက်မကဘယ်တဲခိုကမှအိတ်တယ်ဘလို့အိတ်တယ်ည7နာရီတကားထားဖွင့်ပေးအေးဟိုကောင်မနဲ့ညနေ7နာရီချိန်နေရနေအကုန်လုံးလုံးတာလေနေရငါပြောတာနေငါ့ကိုမတောင်းပါနဲ့ကောက်ကွာပဲကွာပြီမလုပ်ပေးနိုင်ဘူးလားနေငါ့ကိုမလုပ်ပေးနိုင်ဘူးလားငါပြောတာရှင်းလေးမလုပ်ပေးနိုင်တာလားငါ့ကိုပြောမကွာပေးနိုင်ဘူးလားပြောလိုက်မကွာပေးနိုင်ဘူးလားငါပြောတာငါမကွာပေးနိုင်ဘူးလားမကွာပေးနိုင်ဘူးလားမတောင်းပါနဲ့မတောင်းပါနဲ့မတောင်းပါနဲ့နေမဟုတ်ငါပြမယ်နေမတောင်းပါလေခါပဲအကုန်လုံးနောက်ကြကုန်ပြီငါတည်းနေကငါမတည်ရောဘူးနေကငါမတည်ရောနေကငါအိမ်တော်ဦးစီးနေရမှာထားတာဘာအလုပ်ငန်းမှနေမလုပ်ဘူးနေမလုပ်ဘူးဒါပေမဲ့ရတယ်ငါလက်သက်ခံတယ်ဘာလို့ငါမှမလုပ်ဘူးရတယ်လက်သက်ခံတယ်ငါနေပြောတယ်နော်နေကြိုက်တာလုပ်လို့ရတယ်နေမရေငယ်တော့မထားနဲ့ဒီငါ့ကိုမဖောက်ပြန်နဲ့အိမ်တော်ကြီးကိုမဖောက်ပြန်နဲ့အိမ်တော်ကြီးဖောက်ပြန်ရင်ဘလို့မှအစ်စ်မပြေဘူးခါနေပြောဒီည7နာရီတွေသွားတယ်ကောင်းပါတွေကိုထားဖို့နိုင်တယ်ဖုံးပြောလို့မပြောသားပါနဲ့ဖုံးပြောလို့မပြောသားပါနဲ့လက်ပူးလက်ချက်ငါမိတာလေနေကဖုံးပြောတာပဲနေကရှိတုံးလားဖုံးပြောတာပဲရှိတုံးလားဒီကောင်းပါတွေကိုထားဖို့ခိုင်းတဲ့အချိန်တွေရော တကယ်မပြောင်းမရှိလိုက်တင်းနေတာ နေအတန်ဖိုင်တွေကကိုလုံးနားထောင်ပါပြီနေ7နာရီအတကြမလုပ်ပါနဲ့ချက်စရာတွေကောင်းလို့7နာရီည7နာရီနေတကားထပ်ဖွင့်ခိုင်းတဲ့ဟာတွေအကုန်လုံးငါကြားပြီငါမြင်ပြီငါ ဒီအမဆိုရင်လည်းတော်တော်လေးစားဖို့ကောင်းတယ်ဗျာဘာဖြစ်လို့လဲဆိုတော့တခြားသောအမျိုးသမီးတွေကဖောက်ပြန်ပြီဆိုရင်ဒီမယငယ်တွေကိုပဲစွတ်ပြောတာများတယ်ဗျာနော်တူကြတော့သူ့ရဲ့ယောက်ျားကိုပဲဒါစွတ်အတင်းပြောတာဗျဟုတ်လေဟုတ်တယ်လေဗျာနော်သူရိုင်လို့ဟိုဘက်ကလည်းရိုင်တာလေဗျာသူမရိုင်ရင်တော့ဒါရိုင်စရာအကြောင်းမှမရှိတာသူဖောက်အဓိကသူဖောက်ပြန်လို့လေဗျာနော်သူ့ရဲ့ဂုံတိတ်ခါကိုသူမထောက်ဖဲနဲ့သူတော့ဖောက်ပြန်တာဟုတ်ဗျဟိုကဘလို့ပဲလာပြီးအတင်းတက်ခွနေပါစေဗျာသူ့ရဲ့စိတ်ကမပါဘူးဆိုရင်ဘာမှကိုလုံးမရဘူးဗျဒါကြောင့်မလို့ဒီအမကြီးကိုလည်းအရန်ကိုလေးစားပါတယ်ဆိုတဲ့အကြောင်းကိုဒီညနေပြီးတော့ပြောချင်ပါတယ်ဗျာကဲဗီဒီယိုလေးကတော့ဒီလောက်ပဲပြု